တင်စဉ်းစားမိဘူးပါသလား။ဘာကြောင့်လေရင်တွေကပေါ်လွင်သိမ့်မကြီးတဲ့အတောင်ပံတွေထဲမှာလောင်စာဆီကိုတန်ချိန်ရာချီအထိထည့်သိုလောင်ထားရတာလဲဆိုတာ။အမှန်တကယ်တော့အဲ့ဒါဟာနေရာချွေတာဖို့အတွက်တောင်မဟုတ်ပါဘူး။လေရင်အတောင်ပံမကွဲမပြတ်အောင်ကာကွယ်ပေးတဲ့အရေးကြီးတဲ့အခန်းကဏ္ဍလည်းပါဝင်ပါတယ်။လေရင်အတောင်ပံရဲ့ဖွဲ့စည်းပုံဆိုင်ရာအင်အားညှိနှိုင်းမှုကိုတန်တရားတစ်စင်းနဲ့ဆင်တူတယ်လို့ထင်ရပါတယ်။လေရင်ပြန်တက်ချိန်မှာမြောက်အောင် lift ကအတောင်ပံကိုအပေါ်ဘက်သို့အလွန်ပြင်းထန်စွာဆွဲတင်ဖို့ကြိုးစားပါလိမ့်မယ်။အလေးချိန်ကြီးမားတဲ့လောင်စာဆီကအတောင်ပံကိုအောက်ဘက်ကနေဖိထားပေးလို့အင်အားတွေညီမျှလာပြီးဖွဲ့စည်းပုံပင်ပန်းနွမ်းနယ်မှုမမြင်ဖြစ်စေပါဘူး။အေးပေးစနစ်လေရင်ကိုမြန်နှုန်းမြင့်နဲ့ပြန်တန်းတဲ့အခါလေထုဆန့်ကျင်အားကြောင့်အတောင်ပံတွေပူလာပါတယ်။အတွင်းမှာလဲပတ်နေတဲ့လောင်စာဆီကအပူကိုဆွဲယူထုတ်ပေးပြီးတဘာဝအတိုင်းအေးပေးစနစ်တစ်ခုလိုအလုပ်လုပ်ပေးပါတယ်။ဒါဟာကုန်ကျစရိတ်သက်သာပြီးထိရောက်မှုကောင်းတဲ့နည်းလမ်းတစ်ခုပါ။လုံခြုံရေးနဲ့ထိရောက်မှုအရေးပေါ်အခြေအနေမှာလေရင်ကိုပိုပေါ့ပါစေဖို့လောင်စာဆီကိုဖယ်ရှားပစ်နိုင်ပါတယ်။ဒါကြောင့်ဆင်းသက်ချိန်မှာထိခိုက်မှုအင်အားကိုလျှော့ချနိုင်ပါတယ်။ထို့အပြင်အင်ဂျင်နီယာတွေကလောင်စာဆီရဲ့ဒီနေရာကိုညှိပေးပြီးလေရင်ကိုလေထုနဲ့ပုံမရောညီစေကလောင်စာသုံးစွဲမှုကိုလည်းသက်သာစေပါတယ်။မြင်ရပါတယ်မလား။ဒီဇိုင်းကောင်းတစ်ခုဆိုတာပြဿနာများစွာကိုအရာတစ်ခုတည်းနဲ့ဖြေရှင်းနိုင်အောင်စဉ်းစားထားတာပဲဖြစ်ပါတယ်။